ဒီတစ်ပတ်ရဲ့ one cook ရဲ့ menu လေးမှာတော့ဝက်ဥပိတ်ကိုချက်ပြပေးတော့မှာဆိုတော့အရင်ဆုံးဝက်ဥပိတ်တွေကိုရေနဲ့စင်အောင်တေချာစီးထားပေးပါမယ်ပြီးရင်တော့အနက်မနက်အောင်ပဲစိမ်းမုံကိုထည့်ပြီးတော့မှအထက်ရောအပြင်ရောတေချာစီးပေးထားပါမယ်ခင်ဗျာဒီဝက်ဥတွေကိုစီးတဲ့အချိန်မှာတေချာလုံးဝစင်နေအောင်စီးပေးမှအဆင်ပြေမှာဖြစ်ပါတယ်ဝက်ဥတွေကိုတည်တည်ချာချာစီးပြီးသွားရင်တော့အိုးထဲကိုထည့်ထားပေးပါမယ်ပြီးရင်တော့အရသာအတွက်တရုတ်မဆလာကိုထည့်ပါမယ်ပြီးရင်တော့ပဲငတ်မြရဲ့အနောက်စားအချုံမုံတွေကိုထည့်ပြီးတော့မှတေချာသမအောင်နေထားပေးပါမယ်ဝက်ဥတွေကိုအရသာဝင်အောင်တည်တည်ချာချာနယ်ပြီးသွားရင်တော့ရေထည့်ပြီးတော့မှအဖုံးအုပ်ပြီးတော့မှဆူလာအောင်တည်ထားပေးပါမယ်ခင်ဗျာရေဆူလာပြီဆိုရင်တော့နက်နက်ပွင့်လေးထည့်ထားပြီးတော့ရေခမ်းအောင်တည်ထားပေးပါမယ်ခင်ဗျာရေတွေလည်းခန်းစားပြူလာပြီးဝက်ဥပိတ်လေးတွေလည်းနူးလာပြီဆိုရင်တော့ကျွန်တော်တို့အိုးကနေပြီးတော့ချလို့ရပါပြီခင်ဗျာဝက်ဥပိတ်တွေကိုကိုကြိုက်တဲ့အရွယ်စာလီးဖြတ်ပြီးတော့မှကိုကြိုက်တယ်လို့နှစ်သက်တယ်လို့သုံးဆောင်လို့ရပါတယ်ခင်ဗျာဝမ်ကတော့ဝတ်သားတူထိုးတွေလိုမျိုးတလုတ်စာအပြားလေးတွေလီးထားပေးပါတယ်အခုဆိုရင်တော့အရန်ကိုမွေးကြိုင်ပြီးစားလို့ကောင်းတဲ့ဝက်ဥပိတ်လေးရပါပြီခင်ဗျာဒီတစ်ပတ်ဟင်းလျာလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like follow and subscribe လုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာနောက်တစ်ပတ်ဒီမှာလည်းဘယ်လိုဟင်းမျိုးချက်ပေးရမလဲဆိုတာ comment box မှာမှတ်ထားပေးခဲ့ပါအောင်ခင်ဗျာ